ကိုယ့်ကိုစမ်းစစ်ရမယ်ငါဟာသီလရှိရလားငါဟာပညာရှိရလားသီလရှိပြီပညာရှိပြီဆိုရင်ငါဘဝတန်ဖိုးရှိပြီလို့ပဲတွေ့ကျန်တာတွေမတွေ့နဲ့ပိုက်ဆံရှိမှတန်ဖိုးရှိတယ်လို့ပြောဘူးနော်ဝေကျေတနာများစွာသုံးစွဲမှတန်ဖိုးရှိတယ်လို့ပြောဘုန်းကြီးတွေသီလရှင်နေလဲဘုံကံကြီးမှသီလရှိဘုံကံကြီးမှတန်ဖိုးရှိတယ်လို့ပြောတာမဟုတ်ဘူးသီလရှိမှတန်ဖိုးရှိကျောင်းကြီးကံကြီးနဲ့နေနိုင်ရင်တန်ဖိုးရှိတယ်လို့ပြောတာမဟုတ်ဘူးသီလရှိရင်တန်ဖိုးရှိတယ်ပညာရှိရင်တန်ဖိုးရှိတယ်ပညာရှိရင်တဲဘုံနဲ့ပဲနေနေသီလရှိရင်တဲခုံနဲ့ပဲနေနေတန်ဖိုးရှိတယ်လို့ပြောအဲ့တော့တန်ဖိုးဆိုတာပစ္စည်းဥစ္စာမဟုတ်ဘူးလတ်လဘာတွေပစ္စည်းတွေမဟုတ်ဘူးတန်ဖိုးဆိုဒီမှာလူတွေရဲ့ human dignity ခေါ်တဲ့လူရဲ့အရည်ချင်းတွေဂုဏ်သိက္ခာ